ကံတရားရဲ့တတ္တိပြန်ပြောပါကံဆိုတာပြုလုပ်ထားသောအလုပ်မိမိရဲ့လောဘဒေါသမောဟခေါင်းဆောင်ပြီးပြုလုပ်တဲ့ကာယသင်္ခါရဝစီသင်္ခါရစိတ်တသင်္ခါရကာယကံအလုပ်ဝစီကံအလုပ်မနောကံအလုပ်တတ္တိတို့သည်ပြုတိုင်းပြုတိုင်းမှာလောဘခေါင်းဆောင်ပြီးပြုဒေါသမောဟကြီးခေါင်းဆောင်ပြီးမာနတရားကြီးခေါင်းဆောင်ပြီးပြုလုပ်ခြင်းကြောင့်ပြုလုပ်တိုင်းမှာကံတတ္တိကြံမကြံအဲ့ဒီကံတတ္တိကင်းကြံလိုက်တဲ့တွေ့တာကြောင့်ကံတတ္တိတရားလေးဘဝကိုရင်မောစေတတ်တယ်ကံတတ္တိဘာဖြစ်စေတတ်တယ်အဲ့ဒီရင်မောပြီးတော့အာယုံရောက်ရင်မောရသမီးအာယုံရင်မောရပစ္စည်းဥစ္စာတွေအာယုံကြောင့်ပြင်ပန်းညီကောင်မောင်နှမတော့ပြင်ပန်းရဟုတ်တယ်လားမိမိခန္ဓာကြောင့်သော၎င်းသူတစ်ပါးခန္ဓာဘောဒီကြောင့်သောကြောင့်သော၎င်းအဲ့ဒါလိုမိမိခန္ဓာသူတစ်ပါးခန္ဓာတို့အကြောင်းကြီးခံပြီးတော့ပင်ပန်းပြီးတော့နောက်ဆုံးမှာရင်မောပြီးတော့တေဝဲဝေညာတဲ့ပုဂ္ဂိုလ်ဒီနည်းလားအများကြီးလားအများကြီးပါဗျာဘာဖြစ်လို့များဒီကတော့ရင်မောပြီးတော့တေဝဲဝေညာရပါလိမလဲလို့ကံကိုမပယ်နိုင်လို့ဘာကိုမပယ်နိုင်လို့ကံဆိုတာအာဟုသောကံကိုဆိုလိုတယ်နော်ကာကံကိုဆိုလိုတယ်ဒီသစ္စာတရားတွေမသိတဲ့အာဟုသောကံတွေသစ္စာ၄ပါးမြတ်တရားကိုမြင်အောင်မျက်မှောက်ပြုနိုင်အောင်မကြိုးစားနိုင်သေးသေးမြတ်ကာလပတ်လို့ယဟန်ဖြစ်လူဖြစ်တန်တရာဝဲဩကပင်လေသမုဒ္ဒရာထဲမှာမြုပ်ပြီးတော့မနေရဘူးလားမရပါဘူးဗျာကိုခန္ဓာရဲ့လမ်းသေးဟောကြည့်ဘုရားဆုစုနဲ့ဘုန်းကြီးတို့ဘဝတရားဓမ္မတွေဘဝလွဲလာရဲ့နော်ဘုရားဆုံးမနေတဲ့လွဲပြီးတော့မေသာကြီးဘဝလေးနဲ့ဖြစ်ခဲ့ပေါ်ညာခဲ့ပြီးဟုတ်လားဘုရားမသိတဲ့ဘဝတရားမှမသိတဲ့ဘဝသံဃာမှမသိတဲ့ဘဝဒုစရိုက်သမာဓိဘဝလူမိုက်ကြီးဒီဘဝဖြစ်ခဲ့တဲ့ဘဝဒီရစ်တိလာတွေနဲ့နေလားအများကြီးလားအများကြီးပါဗျာဒီနေ့ကိုယ်တို့ကံလေးထောက်ပံ့ထားလို့ဘုရားသာသနာမှာလာတွေ့တယ်နော်မှန်ပါဗျာဘယ်မှာလာတွေ့တယ်ဘုရားသာသနာမှာလာတွေ့ပါဗျာတွေ့လိုက်တဲ့သိရှိလာတော့အချိန်ကလေးကိုတော့ရအောင်ယူကိုယ်ပိုင်ဖြစ်ငြိမ်းချမ်းရေးနယ်ပယ်ကိုပြည့်နိုင်အောင်ရအောင်ယူဟုတ်တယ်လားလောကကြီးပူလောင်နေကြတယ်နော်လောကကြီးဘာဖြစ်နေကြလဲလောဘဒေါသမောဟသောကပရိဒီဝဒုက္ခသောဥပါယတာတို့ဖြင့်လောင်နေတဲ့မိပြင်ထွက်ကြည့်ပါလောင်နေတာဟုတ်ကဲ့လားဒီဓမ္မအောင်ထဲမှာအနေနဲ့ဒီတရားကားလေးတရားလေးနှလုံးသွင်းနေလို့သာလေနည်းနည်းကြီးအေးလေးအေးတိတိဖြစ်နေတာအပြင်လောကကြီးမှာလောကသူလောကသားဘာဖြစ်နေကြပါလိမ့်သူလောင်နေကြတာကုသိုလ်အာယုန်နဲ့လားအကုသိုလ်အာယုန်နဲ့လားငြိမ်းချမ်းရေးနယ်ဘက်ကိုကိုယ်ပိုင်မယူနိုင်ဘူးအပြင်လောကကြီးမှာငြိမ်းချမ်းရေးဆိုတောင်းနေအဲ့လိုပြောနေကြတာတကယ်ငြိမ်းချမ်းရေးဟောရလားအဲ့ဒါပူလောင်ရေးအလုပ်ဟုတ်တယ်လားအလုပ်တွေငြိမ်းချမ်းရေးဆိုတာဘယ်သူဆုံးမလောကမှာကမ္ဘာလောကကြီးမှာချမ်းသာခြင်းတရားကိုရရှိနေတာဘယ်သူဆုံးမတရားဆုံးမကိုမလိုက်မနာမကျင့်မကြံမာမထုတ်နိုင်သေးတဲ့မြတ်ကာလပတ်လုံးယဟန်ဖြစ်လူဖြစ်မြည်သည့်ပုဂ္ဂိုလ်မဆိုးတန်တရာဝေဩကမှာတဝဲတလဲလဲနဲ့ရှင်းနေကြအောင်ပါပဲဟာတရားရှင်ဆုံးမလေးထောက်ပြောတာနော်မှန်ပါဗျာတေဘောယံဘေကဝေတံတရောဒီကောပုပ္ပကုလိနတယံတိအဝိဇ္ဇာ